ကျန်ဒါလေးကိုပြချင်တာကျမဒီဘာမှတော့ coffee ဒုတိယအကောင်းဆုံးနိုင်ငံမှာဆိုတဲ့နေရာကိုရောက်ခရဲက coffee ကိုမတောက်ဖ ೇನೆ ဆိုင်မှာအဓိကသွားတွေ့ရင်ကိုဝါတို့ဘာတို့ chocolate လို့ဟာမျိုးပဲတောက်တယ်ဆိုတော့ဒါလေးကိုချစ်လွန်းလို့သူ့ကြောင့်အခုတော့ coffee တောက်ရတော့မယ်ဒါကျမဝယ်လာတာအသေးဆုံး site ပဲဒါ coffee စစ်တယ် coffee စစ်ကလေးကွယ်အဲ့ဒါလေးကိုအရန်သဘောကျပြီလိုချင်လွန်းလို့ဒါလေးဝယ်ထားပြီးမှတော့ coffee မတောက်လို့မဖြစ်တော့ဘူးเนาะအဲ့တော့မတော်တော့အပြင်းနဲ့အပျော်ရှိတော့ကျမအပြင်းမဲဝယ်လာတယ် coffee မှုတ် ground coffee စစ်အကြံနဲ့ဒီ coffee မှုတ်ကိုတောက်ပြီးသွားရင်စစ်လာတဲ့ရတဲ့အကြံဖက်ကိုကျမက scrub လုပ်မယ်ဒီမှာသူကလုံးဝ sugar cane ကထွက်တဲ့ natural တရားစစ်လည်းရှိတယ်။နို့စီကတော့ဖောက်တဲ့ပြဿနာတက်လွန်းလို့ဘူးမဝယ်တော့ဘူးစက်ကိုပဲဝယ်ခဲ့တယ်။ကဲ try ကြည့်ပါမယ်ပထမဦးဆုံး coffee ရဲ့ခွက်ကလေးတွေကို coffee မှုတ်ချင်မယ်။ကဲတစုံဆိုရမယ်ထင်တယ်ဗောပြင်းနေဆိုတော့လေကျန်းထော်နေရပဲမှုန်ညက်မနေဘူးဖလော်ပြီးတော့ okay အဲ့ထဲကိုရှင်းနွေးထည့်ရမှာဗောနော်အတီးကမသိဘူးအပြည့်ထည့်လိုက်ထည့်ပြီးတော့ဒါလေးနဲ့ပုတ်ထားတာလားပါလားမသိဘူးနော်အဲ့လိုလေးပုတ်ထားလိုက်တယ်ရောဒီလိုလေးအုပ်ထားလိုက်တယ်တော်တော်အဲ့လိုအောက်မှာတောက်နဲ့ကြာနေရတယ်အဲ့ဒါအားလုံးရည်ကုန်သွားရင်တော့ပြီးပြီပေါ့နော်သဘောကျလိုက်တာသူတို့ရဲ့စဉ်းစားဉာဏ်လေးကမိုက်တယ်နော်ဒီမှာ coffee တော့ကိုဖောက်ပြီးသွားရောပြန်သိမ်းဖို့အတွက်ဟုတ်လို့ပတ်ကလေးထည့်ပေးထားတော့အဆင်ပြေတာပေါ့နော်သူကအရည်လေးကတောက်နဲ့ကြာနေတဲ့အနေအထားမှာဒီမှာပေါ့အပေါ်မှာအမှုတ်တွေပဲကျန်ခဲ့တယ်ရေအားလုံးကုန်သွားရင်တော့ရပြီပေါ့ပုံနေတဲ့ရင်နွေးကိုလက်ဖက်ချောက်လေးအလဲတက်ခတ်လိုက်တယ်ကော်ဖီတောက်ပြီးရင်နွေးတောက်မယ်ကော်ဖီနှက်ထားတော့ဘာလို့မလဲဆိုတော့ဒီမှာညကချီယာစိစိန်ထားပါတယ်ရှင်ဒါလေးကိုဖြော်တောက်မယ်အားရည်နဲ့တမယာသီးလေးနည်းနည်းထည့်ပြီးတော့တောက်မယ်ဒီမှာညကစိန်ထားပြီမဲ့ကျမတို့မြန်မာလူဆိုပင်ပွားနေမယ်เนาะတရုတ်ကတော့ချီရလို့ခေါ်တယ်အဲ့လိုပုံစံလေးနဲ့ဆင်းတယ်တိတ်မကြက်တာလေးဖယ်ထားလိုက်တယ်သူကဥထဲကရေကို12ဆလောက်သူကစုပ်ပစ်တာဖြစ်တဲ့အတွက်ကြောင့်ရေနိုင်မတောက်ရင်ဒါရေတက်ခန်းချောက်တတ်တယ်ပေါ့နော်ဆိုတော့ side effect လည်းရှိပါတယ်ဘေးထွက်ဆိုးကျိုးလည်းရှိတယ်သတိထားရတယ်ဒီလိုမျိုးပွားသွားရင်တော့သူ့ရဲ့အမလေးပုတ်ပူလိုက်တာတက်တွေကတော့ထွက်လာပြီးတော့ပိုပြီးမှခန္ဓာကိုယ်အကျိုးပြုတာပေါ့တော့ကော်ဖီရထည့်တော့လည်းရတယ်။ဒါပေမဲ့ကျမကတော့ပြားရည်နဲ့တံမြာလေးနဲ့ထောတောက်ကြည့်လိုက်မယ်။ဒီမှာလေအစားအသောက်ကြီးအရန်စိတ်ချမ်းသာတယ်ဘာလို့ဆိုတဘာဝဖြစ်တယ်စစ်တယ်မှန်တယ်သိလား။သူတို့ကနိုင်ငံတကာကဧည့်သည်တွေအတွက်ယူရထားဖြစ်တဲ့အတွက်လုံးဝသူတို့နိုင်ငံရဲ့ဝင်ငွေကိုအထိကိမခံဘူး။မှန်တော့ပြားရည်ဝေထားခြင်းအကြောင်းရင်းပြားရည်ရဲ့တကြားညိုရဲ့ကော်ဖီမှုန့်ရဲ့ကိုမျက်နှာပေါင်းတင်တာတို့ scrub တို့သုံးဖို့ပါလို့တောက်လဲတောက်သုံးလဲသုံးကဲမုတ်ကတော့ညာကမဝဲလာလေဆိုတော့ဒီမှာ puff ရှိတယ်ဒီမှာ cake ရှိတယ် cake အရင်စားမယ်300 ml နဲ့စိမ့်ထားတာပြတ်သက်မရလေးပထည့်ထားတယ်ရတာမရှိမှဆိုလို့ကဲချီယာဖြော်ရည်ပေါ့နော်ပင်ပွားဖြော်ရည်လို့ပါပဲCheers ကဲကိုယ်တိုင်ဖြော်ထားတဲ့တဘာဝကော်ဖီခါစိမ့်စစ်လေးရပါပြီရှင်ဒါကတော့ muffin လို့ခေါ်မှာပေါ့နော်ကိတ်မုတ်ကလေးဒီနေ့ကတော့2ခုလောက်ပဲကုန်ပါပါအခုပဲ17စနစ်ဖြစ်နေပြီဆိုတော့ဒီနေ့က Saturday ဆိုတော့ညနေကျရင်ကျမတငယ်ချင်းရဲ့နောက်ထပ်တငယ်ချင်းများအုပ်စုကပါတီဖိတ်ထားပါတယ်ဟမ်မြင်ကန်နဘေးမှာမီရှူမီပန်းတွေဖောက်ကြမယ်ဂိမ်းမီစောကြမယ်စားကြမယ်တောက်ကြမယ်ပြောကြမယ်ပါကြမယ်ပေါ့ဆိုတော့ဘလို့မိတ်ဆွေအစ်စ်တွေကဘာအနှံ့ကမိတ်ဆွေအစ်စ်တွေနဲ့ထပ်တွေ့ရအောင်မလဲဆိုတာတော့စိတ်ဝင်စားစရာအရင်ကောင်းပါတယ်ဆိုတော့နေကင်းစာထမင်းချက်ပြစ်ချင်မှလည်းချက်ဖြစ်ပါတော့မယ်မနေ့ကတော့ဝယ်ထားတာတပုံတပင်ကြီးပဲဘဝဆိုတာနေတဲ့အကျဉ်းနဲ့ဆရာပါပဲဆိုတော့အကယ်၍စိတ်ညစ်နေတဲ့ပင်ပန်းနေတဲ့အထူးသဖြင့် relationship နဲ့
money mindset နေရာမှာပေါ့နော် block ဖြစ်နေတဲ့ပိတ်မိနေတယ်ဆိုရင်အထူးအနေနဲ့ဒီကနေတနာရီချင်းဆွေးနွေးလို့ရတဲ့ session လေးတွေဒီကစီမှာရှိပါတယ်လာပြီးတော့စုံစမ်းမေးမြန်းပါနော် okay နောက်ဆက်လိုက်ပါအောင်မရှင်